cause ရေ brace ပေါ်မှာတက်တယ် brace block လေးလုပ်ပေးပါဆိုတော့ clinic တွေလုပ်ပေးရတာပေါ့နော်ဟုတ်ကရန်ကင်းပတ် radio ဘာပေးရဒေါက်တာညာရဲ့ clinic ဘာလို့ရွေးချယ်ပြီးလုပ်ဖြစ်တာလဲဆိုတော့ cause ရေအမကိုယ်တိုင်ကသူ brace ကိုလည်းဒေါက်တာညာစီမှာပဲလုပ်ထားတာ throwback to အတုံးတက်တဲ့နေ့ brace 3လေးတက်ပြီးတော့ပထမဆုံးစတက်တဲ့နေ့ပေါ့နော်ပထမဆုံးရွေးတော့ကဒီအကြည်လေးရွေးထားတာအတုံးလေးဒါတက်ပြီးချင်းတရက်အတုံးလေးနဲ့ညှိရတော့ရှိရဒါပေမဲ့တရက်2ရက်ပါပဲတက်တာသွားတယ်အဲ့တော့ရေကျော်ကတူလန်အခုကတော့ရန်ကင်းကဒေါက်တာညာရဲ့စီကံပေါ့နော်ဖော်ကင်ရပြီးတော့အတုံးလေးတွေကိုလည်းအယောင်ပြန်ပြောင်းထားတယ်ထိုင်းမလေးလိုမတဲတုံးလေးပဲလုပ်ချင်နေဆိုပြီးအယောင်ပြောင်းတာဒါပေမဲ့အခုအကြည်ကိုပြန်ပြောင်းချင်နေရလောက်ကြပါဦးခေါ့စီနေသွားတာကတော့ brace 3လေးကိုချိတ်တဲ့ stitch လေးတွေပိုကြီးတာလေးပေါ့နော်ပြီးတော့ rubber band အယောင်လေးလည်းလဲခဲ့တယ်နောက်ဆုံးတက်ထားတာခရမ်းရောင်အရင်ရောင်ပေါ့အခုပြောင်းခဲ့တာကတော့ခဲပြအောင်လေးမသိတာဘူးတရက်နဲ့လာတာဘာလို့တက်တာလဲမေးနေကြလို့တော့မှတရက်လိုမျိုးဖောင်းထွက်နေရတခုရှိရပြီးတော့အဲ့ဒီဘေးကဟာလေးကတေးသေးလေးနဲ့အထဲဝင်ဖောင်းနေရကြောင်မျက်နှာမညီပဲနဲ့ဝင်နေတဲ့ဟာကြောင့်တကြိုးလေးလိုဖြစ်နေကိုရွေးတဲ့မျိုးစားပေါ်မူတည်ပြီးတော့ဈေးလေးတော့ကွဲတယ်ဒါပေမဲ့အရေးကြသွင်းလို့ရစိတ်ပူစရာမလိုဒါတော့ cost rate တော့ညာပါ cost ကတော့ traditional ဥမာအကြီးလေးဈေးပေါ့နော်တက်တာကတော့တလားနီးပါးပဲရှိပါသေးတယ်ဒီမှာဆိုရင်မညီတဲ့သွားလေးတွေမြင်ရမှာပါ brace ကစောတက်စောလာမယ်စောဖြုတ်ရမယ်နောက်မရအောင်ဂျင်းနဲ့တဲကျေးဇူးပါပါ